လေးကို genius အဖြစ်ပြောထောင်မှုဒီအချိန်လေးပဲရှိတာဒီအချိန်မှာမှ genius အဖြစ်မလုပ်ပေးနိုင်ဘူးမပြောထောင်ပေးနိုင်ဘူးဆိုလို့ရှိရင်ခလေးကဘယ်တော့မှမဖြစ်နိုင်တော့ဘူးအားလုံးပဲမင်္ဂလာပါရှင် IKEA share ရရနာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမခုနကပြောတဲ့စကားလုံးမျိုးတွေကအရင်ခေတ်ဆိုတာအရင်ခေတ်တော့မဟုတ်သေးဘူးပေါ့နော်ဆယ်စုနှစ်တစ်ခုအတိုင်းတာမှာတော့ဒါတချို့မိဘတွေကြားပူးခဲ့တဲ့စကားလေးပါပဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမကိုဒီတလုံးမှာပြန်ပြီးတော့မေးလာကြတယ်ပေါ့နော်အဓိကတော့ကျမကလည်းအားလေးချိုင်းဟုဒီကလေးငယ်လေးတွေအတွက်ကိုအဓိကပြောပေးနေတာကြောင်းရယ်ပြီးတဲ့အခါကျတော့ကလေးတွေကြောင်းထားခြင်းမထားခြင်းဘာညာအဲ့ဒီကိစ္စတွေကအခုပြန်ပြောလာကြတဲ့အခါကျတော့ whole brain training ပေါ့နော်လာသားကလေးတွေ brain training school တွေပို့တာဒီ brain training တွေအတွက်လောက်တာတကယ်အကျိုးရှိလားထားတဲ့နာလားဘလို့အမြင်ရှိလဲဘာညာကျမကိုမေးကြတယ်ပေါ့နော်တော့ကျမက academic ပိုင်းဒီစာသင်တဲ့အပိုင်းကဆရာမမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမကကောင်းခြင်းမကောင်းခြင်းဆိုတဲ့ဟာတွေကျမအရင်မပြောဘူးပေါ့နော်ပြောချင်တာကလေဒီလို brain training နေဆိုတဲ့ဟာကတကယ်တော့တီးတန့်မဖြစ်မနေလုံးမှရတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးကြောင်းတွေကိုပို့မှဈေးကြီးတဲ့ program တွေကိုတက်တော့မှလည်းမဟုတ်ဘူးကျမတို့တော့ပြောကြမှာပေါ့နော်ခလေးကအရန်တိုးတက်တိုင်းမှန်ပါတယ်ကျမကကြတော့ကြောင်းတက်ခြင်းမတက်ခြင်းကိစ္စကြောင်းပို့ခြင်းမပို့ခြင်းကိစ္စတွေကိုဘာမှမပြောလို့ပါဘူးဒါပေမဲ့ဒီမှာပြောချင်တာကကြတော့ခလေးဒီကိုမပို့လဲဘာမှမဖြစ်ဘူးဆိုတဲ့ဟာလေးကိုကျမကရဲဝံ့အာမခံချင်တာပေါ့အစောပိုင်းကာလတွေမှာအုံနောက်ဖွင့်မျိုးဖို့အတွက်ကခလေးကျမကြီးအတွက်ကောဒီခလေးငယ်ရဲ့ခုနကပြောတဲ့စိတ်နဲ့ကိုယ်လုံးယုံမှုအတွက်ဒီအုံနောက်ဖွင့်မျိုးမှုအတွက်သူတို့ရဲ့ဘယ်လိုပြောမလဲ milestone ပေါ့နော်ဒီတိုးတက်ဖွံ့ဖြိုးမှုတွေအတွက်အရေးကြီးတာကလေကျမတို့မိသားစုဝင်နေနဲ့ connect ဖြစ်နေဖို့ပဲအများအားဆက်သွယ်ဖြစ်နေဖို့ပဲခလေးကိုစကားများများပြောပေးပါပြီးတော့တခြင်းလေးတွေဆိုပြပါအဲ့ဒါကျမတို့မွေးစာကလေးလုပ်လို့ရတဲ့ဟာတွေပဲเนาะဒီလားပြီးတဲ့အခါကျတော့စာအုပ်လေးတွေပုံမှန်ဖတ်ပြပေးပါကြပြလေးတွေရွတ်ပေးပါပြီးတော့အိတ်ချိန်ဝဝနည်းအိတ်ရအောင်ပေါ့နော်သူတို့ဒီအိတ်ချိန်အတွက်ကိုဂယူးဆိုင်ပေးပါပြီးတော့အာဟာရအတွက်ကိုတေချာဂယူးဆိုင်ပေးပါအစားအသောက်အာဟာရစုံလင်စွာတေချာစားရပါမယ်အဲ့လိုမျိုးကြွေးပေးရပါမယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကကျတော့လွတ်လပ်ကစားခွင့်ပေးပါပြီးတော့အရန်ကြီးလဲသူတို့ကိုစိတ်ပူပြီးတော့ထိန်းချုပ်ထားတဲ့ဟာမျိုးတွေမလုပ်ပါနဲ့ပြောချင်တာကလေခလေးကအဲ့လိုမျိုးဆွဲကင်ပြီးထတက်အောင်ပြီးရင်လေးဘက်ထောက်ပြီးတော့ဟိုရွှေ့ဒီရွှေ့ဟိုဆွဲဒီဆွဲထားတွေလောက်တက်တဲ့ဟာတွေရှိတယ်လေအဲ့တော့ခလေးအတွက်ကိုအနေရကင်းတဲ့ပတ်ဝန်းကျင်အနေရကင်းတဲ့ပတ်ဝန်းကျင်ဆိုတော့ဆွဲချလို့ရှိရင်သူ့ပေါ်ပြုတ်ကြပြီးပြီးမဲ့နေရာမျိုးတို့ပြီးတဲ့ခါကျတော့တခုခုအပူတွေခလေးနဲ့အနေရများတဲ့ဟာတွေပေါ့နော်အဲ့လိုဟာမျိုးတွေသူတို့ဆွဲချလို့လွယ်တဲ့နေရာမျိုးတွေမှာမထားဖို့ဒါလေးတွေခယူးဆိုင်ပေးပါဘာလို့လဲဆိုတော့တစ်ခါကြလို့ရှိရင်ကျမတို့ကရှိရမလားခလေးကိုဒီပတ်ဝန်းကျင်မှာနေရမရှိဘူးအနေရများတယ်ဆိုပြီးတော့ခြံကားရဲပဲလုံးဝကြီးထည့်ထားတဲ့ဟာမျိုးတို့ပြီးတော့မှတ်လုံးမရှားရအောင်လို့ဒီလိုကျမတို့ခွေဝိုင်းလို့ခေါ်တယ်ပေါ့နော်တကယ်ကတော့လုံးဝမသုံးရအောင်ဆိုတဲ့ဟာမျိုးတွေပေါ့အဲ့လိုဟာမျိုးတွေကိုထည့်ထားလိုက်တဲ့ဟာမျိုးဒီချုပ်ထားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေမလုတ်တင်ဘူးပေါ့အဲ့ဒါမှသူတို့ကပုံမှန်တိုင်းလေးတိုးတက်မှာဆိုတော့ဒါတွေကိုအဓိကဂရုစိုက်ပေးနိုင်တယ်ဆိုလို့ရှိရင်ခလေးရဲ့ဒီ early days ပေါ့နော် early days early years မှာသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကတမင်တကာကြီးမဖြစ်မနေလာသားမှာအကြောင်းပိုးမှာတို့ဒီ2နှစ်အောက်မှာကျောင်းနေထားပြီးတော့ဒီလို program တွေဈေးကြီးတဲ့ program တွေ join ပေးမှာတို့ပြီးတော့ flash card တင်နဲ့တင်မှာတို့အင်္ဂလိပ်စာမဖြစ်မနေနားလည်အောင်ပြောတတ်အောင်တင်မှာတို့ဆိုတဲ့ဟာတွေမလိုပါဘူးဆိုတာလေးကိုကျမကပြောချင်တာပါနောက်ကျမကြတော့ခလေးအမေလည်းဖြစ်တယ်ဆရာဝန်လည်းဖြစ်တဲ့ဒီ approach အနေနဲ့မှာကြတော့ကျမရဲ့ဒါ main opinion ကျမခဏလေးရေးပူပါတယ်တစ်နှစ်အောက်မှာကျမကအဲ့လိုလူတွေအများကြီးကြားသွားတဲ့ဟာမျိုးတို့ခလေးကိုခေါ်သွားတဲ့ဟာမျိုးတို့ပြီးတော့အဲ့လို program တွေ join တာမျိုးတို့အားမပေးတဲ့သူမျိုးပေါ့နော်ဒါကကျမရဲ့personal လို့လည်းပြောလို့ရပါတယ်ကျမသမီးဆိုရင်လည်းကျမကတစ်နှစ်ခွဲ2နှစ်နီးပါးကြာတော့မှကျမကအဲ့လိုမျိုး school တွေကိုပို့ဖြစ်တာဘာလို့လဲဆိုတော့ကြာတော့အဓိကကဟာလေ
ကာကွယ်ဆေးတွေပေါ့နော်ကာကွယ်ဆေးတွေလည်းမစုံသေးဘူးကလေးကပြီးတဲ့အခါကျတော့နောက်တစ်ခုကသူတို့ရဲ့ကိုခံအားစနစ်ကအများကြီးမဖွံ့ဖြိုးသေးတာမဟုတ်လို့လူကြီးတွေအဲ့လိုမျိုး program တွေမှာကျမတို့လူကြီးတွေလည်းပါလေနော်အဲ့တော့လူကြီးတွေစီကတဆင့်နေရောကလေးတွေစီကတဆင့်ရောယောဂပိုးတွေကူးမှာကိုကျမကစိုးရိမ်တာအဲ့တော့ကာကွယ်ဆေးတွေလည်းလုံးဝပြည့်သွားတဲ့အချိန်မျိုးတွေဟိုတစ်နှစ်ခွဲဆိုရင်ကာကွယ်ဆေးတော်တော်များများစုံသွားပြီတဲ့အဲ့လိုအချိန်မျိုးမှာစပို့တဲ့ဟာမျိုးရုပ်စွာဆုံးကျမတို့တစ်နှစ်ပေါ့နော်တစ်နှစ်မှစပြီးပို့တာမျိုးကျမအားပေးတယ်ဘာလို့လဲဆိုကလေးငယ်တွေလည်းကလေးတခြားကလေးတွေလည်းရှိတယ်ပြီးတော့အဲ့ဒီကလေးငယ်တွေရောအဲ့မိဘတွေရောနဲ့သူတို့အိမ်တွေမှာတစ်ခါကျရင်ကလေးကြီးတွေထက်ရှိတယ်ကွာကျမတို့ကတယောက်ချင်းစီကတော့မသိဘူးလေအဲ့တော့ကလေးကြီးတွေရှိတယ်ဆိုရင်အဲ့ကလေးကြီးတွေကသူတို့တွေကြောင်းသွားနေကြတယ်မူဂျိုတွေသွားနေကြတယ်အဲ့မှာသူတို့တွေကပြန်ပြီးတော့ဒီကလေးငယ်စီကိုပြန်ကူးကြတယ်ပိုးပြီးရင်အဲ့ကလေးငယ်ကမတိတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်အဖျားပြောက်ပြီးကစားချင်းအဲ့လိုမျိုးတွေမှာအများကြီးတွေကလေးငယ်လေးတွေအဖျားကူးတာတွေဘာတွေဖြစ်မှာဆိုတော့ဒါကကျမကကြတော့ဒီတစ်နှစ်အောက်ဆိုရင်ဒါကိုအရန်ကြီးမဖြစ်မနေလှုပ်ဖို့ဆိုပြီးတော့အားမပေးတဲ့ဟာမျိုးပေါ့နော်ကျန်တဲ့အပိုင်းကတော့ကျမအရှိရစာရေးလေးရေးပြီးသားမလို့အဲ့ဒါတော့ထပ်မပြောတော့ပါဘူးခလေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်ကအဓိကအရေးကြီးတာဒီကဲခဲ့ပါဘေးကမိဘအုတ်ထင်းသူဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ဆရာမဒီသူ့ကိုထိန်းချောင်းပေးနေတဲ့ဆရာမပေါ့နော်ဒါမှမဟုတ်အနီးကပ်နေရတခြားအဖိုးအဖွားအုပ်လေးတော်ဘာသူရှိလဲဒီလူတွေကအရေးကြီးတာပါဒီလူတွေကခလေးနဲ့ကျမတို့ connect ဖြစ်နေရမယ်ခလေးရဲ့စိတ်နဲ့ကိုယ်လုံခြုံမှုအတွက်ကိုအမြဲတမ်းခလေးအတွက်ကိုဘယ်လိုပြောမလဲစိတ်လုံခြုံမှုရှိအောင်ရောကိုယ်လုံခြုံမှုရှိအောင်ရောလုပ်ပေးနိုင်ရမယ်ပေါ့နော်အဲ့ဒါတွေကဘာတွေနဲ့လုပ်ပေးမလဲဆိုလို့ရှိရင်သူတို့ရဲ့ needs and wants တွေကိုသိရတဲ့သူမျိုးဖြစ်ရမယ်ခလေးကသူညနာနေမကောင်းတာကြောက်ရွံ့တာဒါတွေအကုန်လုံးလည်းသူထုတ်ဖော်ပြသနိုင်တဲ့လူတွေအဖြစ်ဘေးနားမှာရှိနေပေးရမယ်ပေါ့နော်ပြီးတဲ့အခါကျတော့အတူတူဆော့ကစားပေးတာပြီးတော့အဓိကခလေးရဲ့အုံနောက်မှာခလေးကပျော်ရွှင်မှုအတွက်ပဲခုနကပြောလို့ကျောင်းတွေကိုမပို့နိုင်လို့ဆိုပြီးတော့မိဘတွေက stress ဖြစ်တယ်အပြန်အလှန်ရန်နေဖြစ်ကြတယ်ထားလိုက်ပါတော့အမေကပို့ခြင်းနဲ့အဖေကမပို့ဘူးအဲ့မှာအဖေနဲ့အမေကတစ်ချိန်လုံးရန်ဖြစ်တယ်ဒီမှာခလေးကဒါကြောင့်မို့နင်းကြောင့်မတော်တာငါကြောင့်မတော်တာစသဖြင့်ဒါမျိုးတွေနဲ့ဖြစ်နေတဲ့ဟာတွေဆိုလို့ရှိရင်တော့ခလေးကကျောင်းမပို့လို့ခလေးရဲ့ဖွံ့ဖြိုးမှုအနှောက်အယှက်ဖြစ်မှာမဟုတ်ဘူးဒီလိုမျိုးမတိုက်ဘယ်လိုပြောမလဲစိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေရန်နေဖြစ်နေတာတွေအမြဲတမ်းအချင်းချင်းလွှဲချနေတာတွေဒါလိုမျိုးမိသားစုဝင်နေအချင်းချင်းဖြစ်နေတဲ့ဟာကမှခလေးရဲ့ဖွံ့ဖြိုးမှုအတွက်ကိုအနှောက်အယှက်ဖြစ်တာပေါ့နော်ဆိုတော့မလိုလားအပ်တဲ့ဒီစိတ်ဖြည့်ဆည်းမှုတွေထားကြရမလိုပါဘူးအဓိကကတော့ခလေးကိုအချိန်ပေးပါအတူတူဆော့ကစားပေးပါဒီလိုမျိုးကြောင်းနေပို့နိုင်တဲ့သူတွေအချိန်ပေးပြီးပို့နိုင်တဲ့သူတွေလည်းပို့တာပြဿနာမရှိဘူးကျွန်မခုနကပြောသလိုပဲခလေးကိုဂယူးဆိုင်ပေးနိုင်တဲ့ကျမရဲ့အတွက်လည်းတေချာစောင့်ကြည့်ပေးနိုင်တယ်လို့ဆိုရင်တော့ရတယ်ပို့ပေးတာလည်းပြဿနာမရှိပါဘူးဒါပေမဲ့အဲ့လိုပို့တာလဲတချို့ကြတော့ဘယ်လိုမျိုးကောင်းလဲဆိုတော့တချို့ကြတော့လေအိမ်မှာအချိန်ပေးတဲ့ဟာမျိုးကကြတော့တမင်တခါကြီးပေးရတယ်ဆိုတဲ့စိတ်မျိုးသူတို့ကဖြစ်ကြတယ်အိမ်မှာဆိုရင်အချိန်ရှာလို့မတွေ့ချဘူးပေါ့နော်ဒါပေမဲ့ကျောင်းတက်ပို့မယ်အဖေကလိုက်ရမယ်အမေကလိုက်ရမယ်ဟေ့အဖေကလိုက်ရမယ်ဟေ့နာနီကလိုက်ရမယ်ဟေ့စသဖြင့်အဲ့လိုမျိုးတွေသွားပြီးတော့ပတ်စံလေးတွေပေးပြီးတော့အချိန်တစ်ခုသွားပြီးတော့bonding လုပ်တဲ့ဟာမျိုးကြလို့ရှင်တော့သူတို့ကလှုပ်ဖြစ်ကြတယ်ပေါ့အဲ့ဒါဆိုတော့ခလေးကအိမ်မှာအမြဲတမ်းနေရင်သူ့မှာမိဘနဲ့ bonding တိုင်းမရဘူးဒါပေမဲ့အဲ့လိုမျိုးတင်တန်းလေးတွေသွားလို့ရှင် bonding တိုင်းလေးရသွားတယ်ဆိုတော့ကောင်းဘက်ကနေလည်းအဲ့လိုလှည့်တွေးလို့ရတဲ့ဟာလေးရှိတာပေါ့နော်ဆိုတော့အဲ့လိုလှုပ်လို့အဆင်ပြေတဲ့သူတွေကတော့လှုပ်ပါဒါပေမဲ့မလုံးရလို့မလုံးမိလို့ပြဿနာဖြစ်နေတာမျိုးခလေးကမတိုးတက်တာမျိုးလည်းမဟုတ်ပါဘူးလုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးပါကျွန်မအခုဒီဗီဒီယိုမှာလည်း comment မှာဘာတွေလုပ်လို့ရတယ်ဆိုတော့ link တွေအများကြီးချထားပေးပါမယ်ဆိုတော့အဲ့တော့ကျွန်မရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တခြားသိချင်တာရှိရင်လည်း comment မှာထပ်ပြီးဆွေးနွေးပေးခဲ့လို့ရပါတယ်